ရတဲ့ဝယ်ပြီး2ရက်နဲ့ပုတ်ကုန်လို့စိတ်ညစ်နေပြီလားဒီနီးလေးတွေသိရင်ငှင်းရဖို့အများကြီးတက်တာသွားမယ်နော်အရှင်မတိုင်းတိထားတဲ့နဲ့ငှင်းရသိန်းနီလိုဝက်ချင်များအမြင့်ပါတဲ့ငှင်းခက်ပင်များဖန်ခွက်ထဲမှာရေအနှဲငယ်ထည့်ရပြီးအပင်တွေကိုထောင်ထားပါအပေါ်ကနေပလက်စတစ်အိတ်နဲ့အုပ်ပြီးရေခဲတစ်တာနဲ့ထည့်ထားရင်ပန်းဦးတွေကပန်းတွေလိုပဲကြာရှည်လက်ဆက်နေပါလိမ့်မယ်ကျက်သွန်ဖြူကျက်သွန်နီနဲ့အာလူဒါတွေကိုတော့ရေခဲတစ်တာတွေမထည့်ပါနဲ့လေဝင်လေထွက်ကောင်းတဲ့နေရာမှာတိမ်ပါအရေးကြီးတဲ့အချက်ကတော့အာလူနဲ့ကျက်သွန်နီတွေကိုရှောမသိမ့်ပါနဲ့တစ်ခုနဲ့တစ်ခုပုတ်ပွစီလိုပါပန်းခေါ်ပြီးစိမ့်နဲ့ခေါ်ပြီးထုတ်ပလက်စတစ်စနဲ့တင်းတင်းလေးပတ်ထားတာကအကောင်းဆုံးပါလေနဲ့ဓာတ်ရိုက်မထိတွေ့လေပုတ်ခန့်လေးပါပဲအစိမ်းရောင်ဟင်းရွက်များရေမဆေးပဲတစ်ရှူသို့မဟုတ်သတင်းစာတွေထုတ်ပြီးစစ်ပါတဲ့အိတ်ထဲထည့်သိမ်းပါလေဝင်လေထွက်မရှိအောင်ပိတ်ထားရင်တပတ်ကျော်အထိလက်ဆက်နေမှာပါငရုတ်သီးစိမ့်တမယာသီးငရုတ်သီးစိမ့်တွေကိုအညချွေပြီးမှသိမ်းပါတမယာသီးဆိုရင်တော့တလုံးချင်းစီကိုစက်ကူနဲ့ပတ်ပြီးမှဘူးတဲ့ထည့်သိမ်းရင်အခွန်နေချမသွားပဲအရင်ရွှဲနေစေပါတယ်အခုလိုကုံစင်းနှုံကြီးနေချိန်မှာတခုမှအလေလွဲမရှိအောင်ဒီလိုလေးသိမ်းကြပါစို့နော်